လိုနေရတီမှာကော်ဖီကိုအေးလေးလဲတောက်ချင်တယ်ဒါပေမဲ့အပူလေးလဲခံစားချင်သေးတယ်ဆိုရင်တော့ရေခဲတွေလုံးဝမရောထားတဲ့ dirty coffee လေးကိုတောက်ဖို့ကျွန်တော်တို့တိုက်တွန်းတယ်အဲ့ဒါလေးကိုကျွန်တော်အခုလုပ်ပြပေးမယ်တစ်ခုပဲဘာလို့ရမလို့ဘာကြိုလို့ရမလို့ဆိုတော့ coffee မဖြော့ခင်မှာကျွန်တော်တို့ကိုတောက်မဲ့ဖန်ခွက်နဲ့ကိုတောက်မဲ့နွားနို့လေးကိုရေခဲအေးခဲတဲ့နေရာပေါ့လေအဲ့မှာကျွန်တော်တို့နိုင်ခွက်လောက်ကြိုပြီးတော့ထားလိုက်အဲ့ဒါဆိုရင်ဖန်ခွက်လေးကလည်းအေးနေမယ်နွားနို့ကလည်းအထိုက်အသင့်လောက်အေးနေမယ်ပေါ့လေအဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့အရသာပို့ရှိမယ်အဲ့ဒါကိုကျွန်တော်အခုလုပ်ပြပေးမယ်ဖန်ကွက်လေးကရေခဲတက်တာတွေမှာအေးထားတာဆိုတဲ့အတွက်ကြောင့်မလို့ဒီပုံစံမျိုးလေးဖြစ်နေမယ်အေးအေးလေးဖြစ်နေမယ်နွားနို့ကလည်းအေးထားတဲ့အတွက်ကြောင့်မလို့သူကနည်းနည်းလေးမပြည့်မကျဲပုံစံမျိုးလေးဖြစ်နေမယ်ဒီပုံစံမျိုးလေးဖြစ်နေမယ်ပြီးတော့ကျွန်တော်18 gram ကိုဒါပေမဲ့ချမဲ့အချိန်မှာတော့ကျွန်တော်brew weight ကိုတော့42 gram လောက်ချလိုက်မယ်ကော်ဖီနဲ့ကျွန်တော်တို့နွားနို့နဲ့အဖက်ဖြစ်သွားအောင်လို့ကျွန်တော်တို့ကြလာတဲ့အချိန်မှာဒီလိုလေးပေါ်ကနေနည်းနည်းလေးကတ်ထားလိုက်ရင်တော့ပို့ပြီးတော့ကောင်းတယ်။ဒါကျွန်တော်တို့ဒီတိုင်းလေးလွတ်ထားလိုက်မယ်ဆိုရင်အောက်ကိုတစ်ခါတည်းပျော်ဝင်သွားမှအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလိုလေးကင်ထားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်။သူရဲ့ရလာမယ့် effect လေးပေါ့လေအဲ့ဒါလေးရတယ်။အဲဆိုအခုဆိုရင်ကြည့်လိုက်သူရဲ့ရလာမယ့် effect လေးရလာပြီအပေါ်ကဆိုရင်တော့တလော်ကအပူလေးဖြစ်နေပြီးတော့အောက်တလော်ကတော့ကျွန်တော်တို့ဒီ coffee နွားနို့ပေါ့လေနွားနို့နဲ့အခုမှစပြီးတော့ရောလာတဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့လေတဖြည်းဖြည်းနဲ့စိတ်ဝင်သွားတဲ့အတွက်သူ့ကိုလည်း dirty coffee လို့အဲ့ဒါကြောင့်လည်းနာမည်ဒီတိုင်းပေးတယ်ဒီမှာတဖြည်းဖြည်းချင်းလေးကြာလာမယ်ဒါကတော့ coffee အပူဒါတော့အောက်ကတော့နွားနို့အေးပေါ့လေဟုတ်ပါပြီအဲ့ဒါဆိုရင်တော့အိမ်မှာကိုယ်တိုင်လှုပ်တော့ကြည့်ဖို့ကျွန်တော်ကတော့တိုက်တွန်းတယ်လှုပ်တော့ပြီးတော့ကိုယ့်ရဲ့အမြင်လေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးသွားကြကြပါဦးဒါကိုတော့ dirty coffee လို့ခေါ်ပါတယ်အဲဆိုရင်တော့ enjoy လုပ်လိုက်ပါဦးမယ်အပေါ်က coffee နွေးနွေးလေးနဲ့အောက်ကနွားနို့ရဲ့အစိမ့်ရတာလေးကတော်တော်လေးဒီစက်ထဲမှာအရသာပိုကြွလာတယ်ပေါ့လေနွားနို့နဲ့ coffee နဲ့ကိုမှုေပြီးတော့လုံးဝမတောက်ပါနဲ့ဒါကတော့အကြံပေးတာပါဘာဖြစ်လို့လဲဆိုတော့တလွာချင်းရလာတဲ့အရာသားတွေကပို့ပြီးတော့ကောင်းလို့ပါဟုတ်ပါပြီ See you guys